အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ကိုယ်တိုင်တူဒီ channel နဲ့ကြိုဆိုပါရစေအဲ့တော့ဒီနေ့အင်္ဂါနေ့မှာတော့เนาะကျွန်တော်မနေ့ကလည်းကျွန်တော်ပြောတယ်ဒီအခွေကကျွန်တော်ပြက်ပင်ရှိတယ်ဒီအခွေကောင်းတယ်ဒီအခွေနှစ်ခုကျွန်တော်ပေးလိုက်တယ်เนาะ5ဘူးဒီမှာ60ဒီရထွက်ပါတယ်6ထိပ်ထွက်တော့လို့36ပဲဒီက6ပဲဒီထွက်တယ်ဟုတ်ပြီเนาะကဲအဲ့တော့ကျွန်တော်ရဲ့ channel ကိုတိုင်း subscribe လေးလုပ်ထားပြီးတော့ကျွန်တော်မေတ္တာရက်ခံပါတယ်ကျွန်တော်အရင် channel ကိုတော့ကျွန်တော်ပြန်စူးစမ်းနေတယ်မရဘူးကများတယ်ဗျဘလိုမှကိုအဆင်မပြေကျွန်တော်4ရောက်5ရောက်လောက်ရှိပြီကျွန်တော်လောက်ခိုင်းနေတာပေါ့နော်ဘလိုမှကိုအဆင်မပြေပါဘူးဗျเนาะကျွန်တော်အရင် channel လေးကအဲ့ဒါကြောင့်မလို့ကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ထားပေးပါကျွန်တော်ဗီဒီယိုတင်နေမြောက်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးအောက်မှာလက်မှတ်လေးတွေအပတ်မကျင်းတစ်ချက်စီလောက်နှိပ်ပေးသွားကြပါဦးเนาะဟိုနေ့တိုက်ပေးတဲ့ထဲမှာတော့ဒီတစ်ခုနဲ့ကိုပြောမယ်ဆိုတော့ဒီတစ်ခုနဲ့ပေါ့ဒါပေမဲ့ကျွန်တော်ကဒီမှာ60ပါအတွက်အောင်တယ်ပေါ့နော်ဒါကဒီနေ့အင်္ဂါနေ့ပေါ့နော်ကျွန်တော်နေ့တိုက်မှာပေးထားတယ်တစ်ခါလေးကျတချို့ကနေ့တိုက်မှာမပါမှန်နဲ့နေ့တိုက်မှာကကျွန်တော်ကသူ့ပတ်သီးလုံးမိုင်ဆိုင်နဲ့ကီးခွေနဲ့ကျွန်တော်အဲ့လိုမျိုးပေးတာနော်အခုဒီလိုခုနလိုကျွန်တော်ဒီရှင်းပြတာလေးတဲ့ကျွန်တော်မူကနေကျွန်တော်ရှင်းပြတဲ့ဟာလေးအားကြောင့်ဗီဒီယိုဝင်ကြော်မကြည့်ပါနဲ့လို့ကျွန်တော်မြစ်တာရက်ခံပါတယ်ဗျာနော်ဒီမှာဆိုကျွန်တော်ပေးထားတယ်အလဲခွန်လေးကြလို့3916ခွေထွက်တယ်လေ5ဘူး60ဟုတ်လားအဲ့ဒါလေးကိုကျွန်တော်ပြောတာပါကျွန်တော်ဆိုလိုရင်းကနော်ဒီမှာဆို break ဒီ39 break ဆိုရင်မနေ့က Viber သမားတွေရော Telegram သမားတွေရောရတယ်5ဘူးနော်ကျွန်တော်ထည့်ပေးလိုက်တယ်အပူက5ဘူးနဲ့39ဘူးနော်ခွန်ပရိမထွက်ဘူးညနေမှာ60ရညနေမှာအရမ်းညိတ်နော်1ပွန်းလောက်တက်လိုက်ခွန်ပရိတေပိုက်ပါရော Telegram သမားတွေရောညမနဲ့အောင်မယ်နော်ဒီမှာဆိုရင်ကျွန်တော်အခွေ16ကိုကျွန်တော်ပေးထားလိုက်သေးတယ်ထွက်လာဘူးနော်ကဲအဲ့တော့ဒါတော့ကျွန်တော်စမုတ်ပြန်လာသဘောပေါ့ဗျာနော်ကဲအဲ့တော့မနက်ဖြန်အတွက်ကိုဖိုတိုမှုနေ့အတွက်ကိုကျွန်တော်ရေးပေးမယ်နော်ဒီချာလေးကြည့်ပေးပါမရှင်းတော့ပြန်ကြည့်ပါဗျာဒီဗီဒီယိုဖိုင်တော့ရှိနေမှာပါဗျာနော်အဲ့တော့ဒီနေ့ထွက်ထားတာ5ဘူး60နော်အဲ့တော့5ဘူးမူကျွန်တော်အရင်ပြောမယ်နော်မြင်ရပါတယ်နော်5ဘူးခွေထွက်ရင်1နှစ်6ခွန်ခွေနော်1နှစ်6ခွန်ခွေရှိမယ်ပြီး5ဘူးမော်ရတဲ့မွေးခွက်ဆိုရင်ဘာရှိမလဲဆိုတော့5 4 5 6 5 9 3 4 3 6 3 9ဒီမွေး6ခွက်ရှိမယ်ဒါက5ဘူးမော်နဲ့ရတဲ့မွေး6ခွက်ဟုတ်ပြီနော်ဒီထိရပြီနော်ဒါက5ဘူးမူတကန့်ဟုတ်ပြီနော်ဒါ5ဘူးမူတကန့်ပြီးရင်အဲ့ဒီမှာ60ညနေမှာ60အားထွက်ရင်3ရက်တွင်မှာ4ပတ်စီနော်အဲ့ဒီ4ပတ်စီဆိုရင်တင်ခွက်က4 1 4 9 4ခွန်4 9ကဒီနေ့ကကျွန်တော်ပေးတယ်8 9နဲ့4 9နော်ဒီ6ခွန်ထွက်ထားခြင်းကြောင့်8 9နဲ့4 9နှစ်ကွက်လာဖို့ရှိတယ်လို့ကျွန်တော်ပြောထားတယ်လာရင်လည်းလာမယ်4 1ကတော့ပြန်ကြတစ်ကွက်ပါပြန်ကြလည်းရှိနေတယ်လို့ကျွန်တော်ပြောထားပါတယ်ပေါ့နော်ပြီးရင်အဲ့လို6 break ထွက်ရင်ပါလာလဲဆို1649အခွေဒီအခွေနဲ့ဒီအခွေနဲ့ပုံတူကပါရှိလဲဆိုတော့16အားတစ်ခွက်ရှိမှာဟုတ်ပြီနော်16အားတစ်ခွက်ရှိမယ်ပြီးရင်
အရေးကြီးတဲ့ဟာကျွန်တော်ပြောမယ်နော်ဒါကအခွေဟို6 break 60အားထွက်လို့6 break လိုက်ဒီအလဲခွန်လေးကြလို့ကျွန်တော်မနေ့ကပေးခဲ့တာ3516အခွေနော်ဟောဒီမှာအလဲ96ကြာပြီသူကကြတော့9လုံးအခွေပေါ့နော်လဲ96ထွက်ရင်ဒီနဲ့60အခွေအဲ့ထဲမှာ main တစ်ကွက်က1နဲ့အားနော်ဒူ main ဆိုရင်10 20 6ကျန်တာကိုရန်ထိုးနော်ကျန်တာကိုရန်ပြီးထိုးဒါအလဲ96ကြားတယ်ဒီနေ့ကမူတွေများတယ်နော်အားလေးသတိထားပေးပါဗျပြီးရင် break line လာမယ်နော်မနက်ခင်းဟဲ့လို့မနက်ခင်းပါပူထွက်နေ့ရက်အတွင်းမှာနှစ်ခွန်9 3 break ဟုတ်ပြီနော်နှစ်ခွန်9 3 break လာဖို့ရှိမယ်ဟုတ်ပြီပြီးရင်အလဲ break 2ချိန်ဖြစ်တယ်ဒီမှာလဲ1 break ဒီမှာလဲ1 break အဲ့လိုဖြစ်ရင်တဲ့နော်နှစ်ရက်အတွင်းမှာနှစ်ခတ်သုံးဖို့အပူလာဖို့ရှိမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်မိတ်ဆွေကျွန်တော်သေချာလေးပြန်ရှင်းပြပေးမယ်နော်9ပူးထွက်ရင်1နဲ့6ခွက်ခွေလိုက်ရတယ်နော်9ပူးကနေရတဲ့မွေး6ခွက်က9 4 5 6 5 9 3 4 3 6 3 9ဟုတ်ပြီနော်ဒါ9ပူးမူတစ်ဆိုင်နော်ဒီမှာ60အားလို့ထွက်ရင်3ရက်အတွင်းမှာ4ပတ်စီရှိမယ်4ပတ်စီမှာဆိုတင်ခွက်က4 1 4 9 4ခွန်ကျန်တာကိုရန်ပေါ့ဟုတ်ပြီနော်6 break ထွက်ထားရင်1649အခွေလာကိုလာတယ်ဟုတ်ပြီနော်အဲ့တခုရပြီနော်ဒီမှာ1649ကိုဒီ4 1ဘယ်ထွက်လဲဆိုပြီးခဲ့တဲ့ဘက်တောက်ကြနေညနေ8ပူ6 break ကနေထွက်တာဟုတ်ပြီနော်ဟောဒီမှာအလဲ96အဖြစ်ရင်တဲ့1နဲ့960အခွေ main တစ်ကွက်က1နဲ့ဒူ main က10 20 65โอเคနော်မနေ့ပိုင်းမှာပါပူဝဲထွက်ပရိသမားတွေကနှစ်ခွန်9 3ပရိထဲကကိုတကယ်လို့ကိုမှလုံးမှန်ရှင်ဒီပရိနဲ့ညှိထိုးပြီးရင်ဟောဒီမှာတနင်္လာနေ့ကလည်းအလဲပေါင်းခြင်း1ပရိအင်္ဂါနေ့လည်းအလဲပေါင်းခြင်း1ပရိဖြစ်နေအဲ့လို1ပရိ2ကြိမ်ဖြစ်ရင်နှက်ခတ်သုံးဖို့အပူက2ရက်တော်လာမယ်ရပြီနော်ဒါလေးမိတ်ဆွေတို့ sequential ရယူတာမိတ်ဆွေဒါအကုန်လိုက်ရမယ်ကျွန်တော်ပြောရမှာမိတ်ဆွေတို့မှလုံးမိုင်ဖြစ်ကီးဖြစ်ရှိခဲ့ဒါလေးနဲ့မိတ်ဆွေတို့ချင့်ချိန်ပြီးကစားလို့ရအောင်လို့ကျွန်တော်အကုန်ချတတ်ပေးတာဟုတ်ပြီနော်ကျွန်တော်တို့ဘာတစ်ခုမှချန်ထားတာမရှိဘူးဟုတ်ပြီနော်ကဲအဲ့တော့နေ့တိုင်းကျွန်တော်သွားမယ်နော်ဒါလေးရမယ်နော်မိုးရွာလာပြီမီးရပြတ်သွားပြီအဲ့ဒါကျွန်တော်မြန်မာပြည်မှာပဲရှိတယ်နော်မိုးလေးဖြောရွာတယ်လေလေးဖြူတိုက်တာနဲ့တော့မီးရအော်တိုဖြတ်တဲ့စင်ဆာရှိတယ်ကျွန်တော်တို့မြန်မာပြည်မှာကဲအဲ့တော့ဗုဒ္ဓနေ့တော့ကျွန်တော်ရဲ့နေကုန်လုံးမယ်8တလုံးရှိမယ်နော်နေကုန်ပတိက3ပတိနော်ကီးခွေကနှစ်ခွန်9 3ညကီးခွေဒီကီးခွေကနေဆိုရင်ကျွန်တော်ကြိုက်တာက80ရယ်ခွန်9ရယ်ကျွန်တော်ကြိုက်တယ်အဲ့နှစ်ကွက်ကြိုက်တယ်ဟုတ်ပြီနော်အဲ့တော့နေကုန်ထိုးခွက်ထုံးမယ်ဆို9နဲ့ဆိုရင်9နှစ်9ခွန်9ဘူး50 3နဲ့ဆိုရင်3နှစ်3ခွန်3 5 30ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ရဲ့မနက်ဖြန်နေကုန် break ဆိုရင်နေ break
3 break 4 break 5 break ရှိမယ်အဲ့ထဲမှာကျွန်တော်ကြိုက်တာဟာဒီ2 break နဲ့5 break ကိုကျွန်တော်ကြိုက်တယ်နော်ကျွန်တော်ကြိုက်တာ2 break နဲ့5 break ကိုကြိုက်တယ်အဲ့တော့ဒီ9နဲ့ဆိုရင်9ခွန်နဲ့50ကိုကြိုက်တယ်နော်9ခွန်နဲ့50ကိုကြိုက်တယ်ဒီမှာဆိုရင်3နှစ်နဲ့30ကိုကျွန်တော်ကြိုက်တယ်နော်9ခွန်50 3နှစ်30အဲ့ဒါကျွန်တော်ကြိုက်ဆုံးပဲနော်အဲ့တော့ဒီမှာကျွန်တော်ရေးပေးထားတယ်9ပူထွက်ရင်1နဲ့6ခွန်ခွေလိုက်ဟုတ်ပြီနော်အဲ့တော့မနေ့ပြန်တော့ကျွန်တော်နေကိုနှစ်ကွက်နေပါမင်းရိုးလေးကျွန်တော်ယူပေးမယ်နော်ပါမင်းရိုးဆိုရင်9ခွန်50 9ခွန်50ပြီး58နော်3နဲ့ဆိုရင်3နှစ်30 3နှစ်30 3အဲ့တော့မနက်ဖြန်အတွက်ကျွန်တော်နေကိုနှစ်ကွက်ကောင်းဆိုရင်ရှင်9နဲ့83နော်ရှင်9နဲ့83အဲ့တော့နေကုန်တစ်ကွက်ကောင်းဆိုရင်6ပါဟုတ်ပြီနော်နေကုန်တစ်ကွက်ကောင်းဆို6ကျွန်တော်ပေးတဲ့ဟွာတွေကထွက်တယ်နော်ကျွန်တော်ခံမှန်းပတ်သည်ဆိုဒီမှာ93ညပတ်သည်အင်္ဂါဗုဒ္ဓမှာ3ညထွက်တယ်ဟုတ်ပြီနော်အဲ့တော့ဗုဒ္ဓဟူးကြာတာပြေးပေါ့ဗျာနော်နှစ်3ပတ်သည်ဦးနေမှာပြန်ကြနဲ့အပူတတိထားဟုတ်ပြီနော်ပြန်ကြရင်အပူရဲ့တတိထားအဲ့တော့ဒီမှာက3ညတစ်လုံးဆင်းထားတယ်နော်ကျွန်တော်ခုနကျွန်တော်ကဟိုမှာကြံသွားလို့နော်အဲ့တော့အနက်ဖြန်ကျွန်တော်အကြိုက်ဆုံးပတ်သီးဆိုရင်ဟဲ့2ပတ်သီးနဲ့10ပတ်သီးကိုကျွန်တော်ကြိုက်တယ်ဟုတ်ပြီနော်ကဲအဲ့တော့ဒါကဗိုလ်ဒူးနေ့တော့ပါကျွန်တော်မိတ်ဆွေကျွန်တော်မျိုးလုံးမိုင်းနဲ့ပဲရပတ်သီးနဲ့ပဲရပရိတ်နဲ့ပဲရရှားတဲ့ကျွန်တော်တခုဘယ်နေရာနေပဲရဖို့လိုတယ်ဗျာကျွန်တော်မိတ်ဆွေကျွန်တော်မျိုးနော်အဲ့တော့ဗိုလ်ဒူးနေ့မှာကျွန်တော်မိတ်ဆွေအောင်မြင်မှုတွေရရှိကြပါစေလို့နော်ဒါကဒီတိုင်းဒီကောင်ကမူလေးဒါလေးတွေကိုမှတ်ပြီးကိုယ်စောက်ရှိရင်စောက်လေးတွေမှာထည့်ရထားအဲ့ဒါအရင်အသုံးဝင်တယ်နော်ကဲအဲ့တော့အားလုံးကျေးဇူးပါဗျနော်ကျွန်တော် channel လို့လည်း subscribe လုပ်ဖို့အချင်းချင်းနေတယ်ကျွန်တော်ပြောပြီးတော့အကူအညီပေးကြပါဦးနော်ဒါလေးကျွန်တော်မေတ္တာရက်ခံတာပါအထူးမေတ္တာရက်ခံတာပါဗျကဲအားလုံးကျေးဇူးပါဗျ